ဘဝဆိုဒီမှာနော်အခုလိုပဲစာဝတ်နေရေးလို့ဆိုတဲ့ပစ္စည်းလေးပါးပေါ်မှာပဲမိတည်ပြီးတော့အသက်ရှင်ကြတယ်စာဝတ်နေစေးပေါ့စားစရာလည်းရှိရမယ်ဝတ်စရာလည်းရှိရမယ်နေစရာလည်းရှိရမယ်မကြမ်းမမာရင်စေဝတ္တဆာဆိုတာရှိရအဲ့ဒီ၄မျိုးဟာဘဝယတ္တိနိုင်တဲ့၄မျိုးဖြစ်တယ်အဲ့ဒီ၄မျိုးကိုရဖို့လူတွေဟာနေ့စဉ်နဲ့အမျှရုန်းကန်ရှာဖွေနေကြဒါကဘဝပေးတဲ့အလုပ်လို့ပြောအောင်ပါတမန်ဘဝပေးတဲ့အလုပ်ကိုလုပ်ပြီးတော့ဘဝတစ်ခုဆုံးသက်သွားမယ်ဆိုရင်တော့အကျိုးမှရလိုက်မှာမဟုတ်ဘူးဒါကြောင့်ဘဝပေးအလုပ်တဲ့ပူလွန်တဲ့အလုပ်တစ်ခုလုပ်ဖို့လိုတယ်ပေါ့ပူလွန်တဲ့အလုပ်ဆိုတာမြတ်စွာဘုရားအဆုံးအမတိုင်းကိုကျင့်သီလကောင်းမှုပထမဆုံးလုပ်ကြရမှာဖြစ်တယ်လူဘဝရလာပြီဆိုရင်ကိုကျင့်သီလနဲ့တိုင်းတာချရမှာငါဟာကိုကျင့်သီလကောင်းတဲ့ပုဂ္ဂိုလ်ဟုတ်ကလားethics ဆိုတဲ့ကျင့်ဝတ်တရားဘုရားဘာသာမှာအပြည့်အဝရှိတယ်ကိုကျင့်သီလဆိုတာခုနဆောက်တည်လိုက်တဲ့၅ပါးသီလဟာဆောက်တည်လို့ရတဲ့သီလများတာဖြစ်တယ်မကျူးလွန်ရဘူးမကျူးလွန်လို့ရှိရင်ကောင်းကျိုးချမ်းသာကိုရစေနိုင်တယ်သို့သောဒီ၅ပါးသီလကိုဝါရိတ္တသီလလို့ခေါ်တယ်ဝါရိတ္တဆိုတာမလုပ်ရဘူးလို့တားမြစ်ခဲ့တာမလုပ်ရဘူးလို့တားမြစ်တဲ့သီလရှိသလိုလုပ်ရမယ်ဆိုတဲ့သီလလည်းရှိသေးတယ်နှစ်ခုမှတ်သားရမှာဖြစ်မလုပ်ရဘူးလို့တားမြစ်တဲ့သီလမလုံလို့လုံးမိပြီဆိုရင်ဆိုပါတဲ့အကျိုးဆက်တွေကိုရရှိစေနိုင်ဘယ်သူမှဘုရားကတန်ခတ်တာလည်းမဟုတ်ဘူးသဘာဝတရားဟာသဘာဝတရားခပဲကောင်းကျိုးဆိုးကျိုးလှုပ်တာပဲဖြစ်တယ်ပေါ့ဝရိတ္တသီလကိုမလိုအပ်ဘူးလို့တားမြစ်တဲ့အရာတွေသိရှိနားလည်ပြီးတဲ့အခါမှာစာရိတ္တသီလလို့ခေါ်တဲ့လုပ်ရမယ့်အချက်တွေကိုလုပ်ဖို့လိုတယ်စာရိတ္တသီလဆိုတဲ့တဲပဲအကျဉ်းချင်းပြောရမယ်ဆိုရင်လူဘဝရောက်လာတဲ့အခါမှာကိုယ့်ဘဝမှာခြေဆုအရှိဆုံးဟာဘယ်သူလဲလို့မေးရင်မိဘပဲဖြစ်တယ်ပေါ့နော်။ဘာကြောင့်မိဘကိုခြေဆုရှိဆုံးလို့ပြောရတယ်လဲ။လူပြေလာဖို့ရာသူတို့ခွင့်ပြုမှလာလို့ရတာဟုတ်နော်။တိုင်းပြည်တစ်ပြည်ကိုအလည်ဘက်သွားရင်ဗီဇာဆိုတာယူရတယ်လေ။ immigration ကခွင့်ပြုမှတိုင်းပြည်တစ်ပြည်ကိုဝင်လို့ရတယ်။ထို့တူပဲလူပြေလာခြင်းတဲ့ပုဂ္ဂိုလ်ဟာကံကစိတ်လွတ်လိုက်ပြီမဲ့လို့လက်ခံတဲ့မိဘကခွင့်ပြုမှသာတယ်လူပြေကိုလာလို့ရတယ်မိဘကလက်မခံလို့တားလိုက်တယ်ဆိုလို့ရှိရင်တော့ရမှာမဟုတ်ဘူးခုခေတ်မှာဆိုရင်မိဘကလက်မခံတာတွေရှိတယ်ပေါ့အများကြီးအဲ့တော့ immigration ကသာပြန်မောင်းထုတ်တာမဟုတ်ဘူးမိဘကလည်းမောင်းထုတ်တတ်သေးတယ်အဲ့တော့သူတို့ရဲ့ခြေဆုတရားကိုစဉ်းစားကြည့်ဣမတ္တလောကတ္တထတိတာရောဒီလောကကြီးကိုတွေ့ဆုံခွင့်လူလောကနဲ့ဆုံစည်းခွင့်ပေးတာဟာအမေနဲ့အဖေဖြစ်တယ်ဒါကြောင့်လူသားတွေမှာလူတိုင်းမှာခြေဆုအကြီးမားဆုံးပုဂ္ဂိုလ်ရှာရင်မိဘပဲဖြစ်တယ်မိဘဆိုတာခြေဆုဆိုတာကိုယ်ပေါ်မှာကြွေခဲ့တယ်မွေးခဲ့တယ်ဆောင်းလျှောက်ခဲ့တယ်ဆိုတဲ့ခြေဆုပဲသို့တော့မိဘဟာကောင်းတဲ့မိဘရှိသလိုမကောင်းတဲ့မိဘရှိတယ်သို့တော့လေကောင်းမကောင်းခြင်းကသူ့နဲ့သာဆိုင်တယ်မိဘနဲ့သာဆိုင်တယ်နော်မိဘနဲ့သာဆိုင်ခြေဆုရှိတာကတော့သားသမီးနဲ့ပဲဆိုင်တယ်ပေါ့မိဘကဘယ်သားသမီးပေါ်ဖြစ်ဖြစ်ခြေဆုရှိတယ်လို့သူတို့ဆိုအောင်ဘာခြေဆုတုံးဆိုရင်ဣမတ္တလောကတ္တဓာတိတာရောဒီလောကကြီးကိုလာခွင့်ပြုတဲ့ခြေဆုလူဘဝလူတွေနဲ့ဆုံစည်းခွင့်ပြုတဲ့ခြေဆုဟာတေကြီးမားတဲ့ခြေဆုတရားပဲဖြစ်တယ်အဲ့ဒီခြေဆုတရားဟာပေးဆက်လို့မရနိုင်ဘူးလို့သူတို့ဆိုတယ်ပေါ့ဒါကြောင့်မို့
ကျေးဇူးကြီးမားဆုံးပုဂ္ဂိုလ်ကိုပြုစုလုပ်ကြွေးခြင်းကိုစာရိတ္တသီလလို့ခေါ်တယ်နော်စာရိတ္တသီလလို့ခေါ်တယ်ဒီတဲ့တိုးချက်လိုက်မယ်ဆိုရင်ကိုယ်ပတ်ဝန်းကျင်မှာအသက်အရွယ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုလေးစားတယ်ကုညီတယ်ဒါလည်းစာရိတ္တသီလယဟန်တန်ဃာတွေကိုလေးစားတယ်ဝေယဝိဆလှုပ်ဆောင်ပေးတယ်ဒါလည်းစာရိတ္တသီလနေမကောင်းထိုင်မသာရှိတဲ့ပုဂ္ဂိုလ်တွေကိုကုညီတယ်စောင့်မတယ်ဒါလည်းစာရိတ္တသီလဆိုလိုတာကလူရဲ့ဝတ္တရားမှန်သမျှစာရိတ္တသီလလို့သိလို့ထိုက်တဲ့ကိုချင်းသီလတွေလို့ဆိုတယ်အဲ့ဒီသီလဟာလူဘဝမှာတန်ဖိုးလို့ပြောတယ်ကျန်တဲ့တွေကဒီလောက်တန်ဖိုးမရှိပစ္စည်းဥစ္စာတွေကတန်ဖိုးလားလို့ဆိုပစ္စည်းဥစ္စာတွေတန်ဖိုးမဟုတ်ဘူးဘာကြောင့်တန်ဖိုးမဟုတ်တာတော့လို့ဆိုမသိခင်တော့သုံးရပါရဲ့ပစ္စည်းဥစ္စာနော်မျက်စိနှလုံးမိတ်လိုက်တာနဲ့တပြိုင်နက်ဒီပစ္စည်းဥစ္စာတွေကကိုယ်တော့ပါမိုင်းဟာတခုမှမရှိဘူးအလုံးထားပြီးသွားရတဲ့အရာတွေသာဖြစ်တယ်တကယ်တန်ဖိုးအစစ်ဆိုတာမိမိကိုယ်တိုင်မြတ်စွာဘုရားရဲ့အဆုံးအမအရလောက်ယူရတဲ့ကိုချင်းသီလစာရိတ္တဝရိတ္တသီလဆိုတာဒါတကယ်တန်ဖိုးပဲ